ယခုသင်မြင်တွေ့နေရတဲ့ငါးလေးတွေကတော့တကဘာလုံးမှာမြန်မာနိုင်ငံမှာသာရှိတဲ့ရှားပါးငါးမျိုးစိတ်တစ်မျိုးပဲဖြစ်ပါတယ်မြန်မာနိုင်ငံဟာငါးမျိုးစိတ်ပေါင်းများစွာပေါက်ရောက်ရာနေရာတစ်ခုဖြစ်ပြီးတချို့ငါးမျိုးစိတ်တွေကတော့ကဘာပေါ်မှာမြန်မာနိုင်ငံမှာပဲတွေ့ရတဲ့ရှားပါးမျိုးစိတ်တွေဖြစ်ပါတယ်အဲ့ဒီတဲကမှအထင်ရှားဆုံးကတော့သိပ္ပံအမိအရ Daniel Margaritas မြန်မာအခေါ်အရရောင်စုံငါးပြလို့ခေါ်တဲ့ငါးမျိုးစိတ်ပဲဖြစ်ပါတယ်ထိုရောင်စုံငါးပြလေးတွေကိုတော့မြန်မာနိုင်ငံရှမ်းပြည်နယ်ကအင်းလေးကန်နဲ့အနီးတစ်ဝိုက်ရေချိုဒေသတွေမှာပဲတဘာဝအတိုင်းတွေ့ရှိနိုင်ပါတယ်သူ့ရဲ့သိပ္ပံအမည်ကတော့ Daniel Margaritas ဖြစ်ပြီးအင်္ဂလိပ်လို Celestial Tal Daniel ဒါမှမဟုတ် Galaxy Rasbora လို့လူသိများပါတယ်ဒီငါးလေးတွေဟာအလွန်သေးငယ်ပြီးအရှည်တစ်လက်မလောက်ပဲရှိပါတယ်သူတို့ရဲ့ခန္ဓာကိုယ်အမဲရောင်ပေါ်မှာအဖြူဒါမှမဟုတ်ဒီရွာရောင်ပလဲရောင်အဆက်ပြောက်လေးတွေဖိတ်တောက်နေပြီးကြွယ်တွေပြည့်နေတဲ့ကောင်းငင်လိုမျိုးလှပနေပါတယ်ဒါကြောင့်လဲ Galaxy Rasbora လို့နာမည်ပေးထားတာဖြစ်ပါတယ်အမီးရဲ့ရက်တွေမှာအနီရောင်နဲ့လေမော်ရောင်အစိမ်းကြောင်းလေးတွေပါရှိပြီးအယောင်အသွေးပုံမဆုံလင်းစေပါတယ်အထင်ကားတွေကအမားငါးတွေထဲပုံမအယောင်တောက်ပြီးရဲရက်တွေကလည်းပိုရှိတတ်ပါတယ်အင်းလီကန်ရဲ့အနီးတစ်ဝိုက်မှာရှိတဲ့ရေချိုကန်ငယ်တွေနဲ့စိုက်ပျိုးရေးအတွက်ဖန်တီးထားတဲ့ရေကန်ငယ်လေးတွေမှာနေထိုင်ကျက်စားပါတယ်အပင်တွေထုထပ်တဲ့နေရာတွေမှာခိုးအောင်တွေထိုင်လေရှိပြီးရင်ညိတင်းငယ်သောရေတရဝါနေတွေနဲ့အပင်တွေကိုစားသုံးပါတယ်ဒီငါးလေးအထူးချမ်းလှပလာတဲ့အယောင်မသွေးကြောင့်ကဘာတဝင်းမှာငါးမျိုးရန်တွေကြားမှာအလွန်ရေပန်းစားပါတယ်ဈေးကွက်ထဲမှာဈေးကောင်းရပြီးနိုင်ငံတကာကိုတင်ပို့တဲ့မြန်မာနိုင်ငံရဲ့စီးပွားရေးအရအရေးပါတဲ့အလှမွေငါးတစ်မျိုးပဲဖြစ်ပါတယ်ဒီငါးလေးဟာမြန်မာနိုင်ငံအတွက်ဂုံယူစရာငါးမျိုးစိတ်တစ်ခုဖြစ်ပြီးတဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးအတွက်လည်းအရေးကြီးတဲ့မျိုးစိတ်တစ်မျိုးပဲဖြစ်ပါတယ်ယခုလိုတရိတ်ဆန်လေးလေးအကြောင်းစိတ်ဝင်စားတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and follow လေးလုပ်ထားကြပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ